မင်္ဂလာပါကျွန်တော်ခုတောင်ကြီးထူကလော day trip ဖြစ်ပါတယ်ဗျ။ခေါ်ဝေးရရှိရဝဲပြင်ရရှိရပြင်ပြီးတော့ခု9နာရီခွဲမှာစထွက်မယ်။မနက်ကအခုချိန်နဲ့စောပြီးတော့တောင်အောင်ဆင်းလို့ရှိရင်ဒီတစ်လျှောက်လုံးကအကုန်လုံး view တွေနဲ့သိမ့်ပေးလဲအရန်ဘယ်လိုပြောမလဲ dreamy ဖြစ်တယ်ကွာ။ဒီအရှိနာရောက်ရင်အရန်မိုက်ရနေရတနေရာပြမယ်။ကြည့်လိုက်ဆက်ပြီးတော့ဒါတောင်ကြီးရဲ့တစ်ခုတည်းတော့ iconic ရေကုန်ပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့အေးတာရာကြော်သွားပြီပေါ့။အေးတာရာစထွက်တော့မယ်။7နာရီတိုးတော့မယ်။ကျွေးညောင်ရောက်ရင်မနက်စာစားမယ်လို့တော့စီစဉ်ထားတယ်။ဒီ trip တစ်ခုလုံးက unplan နေပဲ။ဇလန်အစားဘာဖြစ်လဲဆိုတော့မနေ့ကညောက်တာစကားပြောနေနေခီးသွားတဲ့အကြောင်းပါလာတာ။အဲ့ဒါနဲ့အခုကျတော့ဒီရောက်နေပြီ။အစတော့ plan ထားတာကတော့ရွှေညောင်ရောက်ရင်မနက်စာစားမှာပဲရွှေညောင်ဈေးနားမှာအရင်စားလို့ကောင်းတဲ့ breakfast ဆိုင်ရှိတယ်တိုဖူနွေးစီချက်အကုန်ရတယ်ဒါပေမဲ့ဘိုင်းမစားရနဲ့မဝင်တော့ရွှေညောင်တခါတည်းပဲဆက်သွားလိုက်အောင်မယ်ပြီးတော့တချို့ကရွှေညောင်နဲ့ညောင်ရွှေမကွဲတာရှိတယ်အရင်ဆုံးမိန်းလမ်းမကြီးနားမှာရှိရဲ့မြို့ကရွှေညောင်အထဲဝင်သွားတဲ့အချိန်ကျမှညောင်ရွှေရောက်မှာအဲဒီထဲဝင်သွားမှာရထားဘူးတာရှိရဲ့မြို့ကရွှေညောင်လိုပဲမှတ်ထားလိုက်ပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ဘိုင်းမစားတရားနဲ့အောင်ပန်းရောက်မှစားမယ်ဆိုပြီးတော့အခုရွှေညောင်ကနေစားထွက်တော့မယ်ပေါ့အခုကတော့တောင်လေးလုံးရောက်ပါပြီဗျအဲ့ဒါပြီးရနဲ့ကျွန်တော်တို့ဒီတောင်လေးလုံးတွေပါကြီးကြော်လာပြီးတော့ဘဝဇနေရတရားကိုရောက်တယ်အစားတော့ဆင်းပြီးတော့နားမလို့ပဲဒါမဲ့ကလောစောစောလေးရောက်ချင်တာလည်းပါမယ်ပြီးတော့ဒီတောင်လေးလုံးကြော်လာပြီးတော့ဘာရနေနဲ့စားလာပြီညနေမရက်ပဲနဲ့တခါလဲအောင်ပဲစက်တိုင်မောင်းသွားတော့တယ်ဒါမဲ့ဒီ countdown view point ရောက်ရင်တော့10မိနစ်15မိနစ်လောက်တော့နားလိုက်မယ်လို့စဉ်းစားထားတယ်ခုကျွန်တော်တို့ဆက်မောင်းလာရင်လည်းဟဲဟိုးထဲဝင်လာပြီပေါ့ဟဲဟိုးရောက်ရင်တတိထားမှတခုကဒီမှာ dangerous zone တခုရှိဟဲဟိုးမီး point ပေါ့ဟဲဟိုးမီး point နားမှာအမြဲလို accident ခဏဖြစ်တယ်အဲ့တော့အဲ့နားမှာအရှိန်လျှော့ပြီးတော့မောင်းရတယ်တော်တော်လေးတတိထားရတယ်လမ်းတွေတွေကနေဆိုင်ငယ်တွေကားတွေကမထင်လို့ထွက်လာတတ်တော့အရင်မောင်းလို့မရဘူးညပြနဲ့ဟဲဝါနေစထွက်တယ်ဒီလမ်းကတော်တော်လေးမောင်းလို့ကောင်းတယ်လမ်းလည်းဖြောင်းတယ်ဒါပေမဲ့မြို့နဲ့နီးနေတော့ကားတွေဆိုင်ငယ်တွေတော့အရန်တော့မရှင်းဘူးအဲ့လိုမျိုးနောက်ထပ်မောင်းလို့ကောင်းတဲ့တနေရာရှိတဲ့ဒီအောင်ပန်းဝင်ပြီးတော့ကတင်ခုနေရာဆေးရုံနားမှာအဲ့နားလည်းတော်တော်လေးတော့တတိထားရတယ်ခဏနေရောက်တော့မယ်ပေါ့အဲ့ဒီလမ်းကဲဒါဆိုရင်အခုတော့အောင်ပန်းကြီးဆိုင်ငယ်လိုက်စီလိုက်အောင်I'd like to do what I love, but what if I'm not good enough? Split personality, sometimes sour, sometimes sweet. An M. Night Shyamalan story called Everything's Peachy. Can we just skip straight to the plot twist, please?ဲဥမာဟိုးနာမှာဘာရီခိုင်းလို့ပြီးတော့မသိဘူးဒါပေမဲ့လာတယ်ကဲရိုက်မယ်1 2နည်းနည်းလိုအန်ကန်နဲ့ရိုက်ပြီးကြည့်
လူတွေကအများကြီးပဲနော်ပြီးတော့ခီးတော့ရာကြီးဆိုတော့ကဲအခုတော့ကျွန်တော်တို့ဒီကောင်တောင်မှာခဏနားတယ်တပုံစင်ရိုက်ပြီးတော့ခါရဲပဲထွက်လာလိုက်တယ်ကော်ဖီတွေပါတောင်းနေတော့ဖိုက်ထဲမှာဘာမှအစာမရှိသေးတော့ရင်တုံပါဆိုလို့ကိုအောင်မဲမျိုးထဲဝင်မယ်အောင်မဲမျိုးထဲရောက်လို့ရှိရင်တွေ့တယ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာမနက်စာဝင်စားမယ်တခုခုပေါ့အဲ့တော့ထပ်ပြီးတော့အောင်မဲမျိုးထဲအထိဆိုင်ငယ်လိုက်စီးလိုက်အောင် Everything's peachy. Everything's peachy. Split personality. Sometimes sour, sometimes sweet. And M. Night Shyamalan story called Everything's peachy. Can we just skip straight to the plot twist, please?ကဲအခုကျွန်တော်တို့ရဲ့ energy ကို boost လုပ်ပြီးသွားပြီဆိုတော့ Lottie ထပ်လိုက်ခဲ့တော့ရှုခင်ရလာရယ်နော် ဟုတ်တယ်မြောက်ဘူးမလား မရောက်ဘူးလေခုမှပထမဆုံးပဲဟိုနာဘာရွာကြီးလဲ အဲ့ဒါမြင်းကရွာထင်တယ်မသိဘူးတေချာ他就不被拿得上。
ပြုံပြားတွေ လာဖို့နည်းနည်းလေးတောင်းဆိုင်သွားရင်တော့ဆောင်းနေအိုး ဘိုင်းနာနေပါဒီမှာမြင်လား နောက်ဆိုမူရရင်အဲ့ချောပါ ဒီတော့ရမထွက်ချင်တော့လေရနေအရင်ကောင်းတယ်ဟယ်လိုအေးစိတ်တော့ရကောင်းတယ်လိုက်တာအမဒီလောက်တောင်မပူသေးဘူးဒီရရကြီးဘူးကွာစောင်းဝင်နေကွာဟော I told you ကျွန်တော်တို့မရည်ရွယ်ပဲနဲ့အခုရေရောင်မှရောက်လာပါပြီဒီကလုံး view point တွေထဲမှာဒီရေရောင်မှ view point ရတယ်အရန်လာတဲ့ view point တွေထဲကတစ်ခုပဲအခုမြင်နေရတဲ့ညာဖက်ချမ်းကကြောက်တစ်လျှောက်လုံးက2024တုန်းကမိုးများပြီးတော့ပြိုကျသွားတဲ့လမ်းပဲပေါ့လမ်းကတော့တော်တော်လေးတော့ကျဉ်သွားတယ်အခုကျွန်တော်တို့သွားတော့ကလမ်းလုပ်ငန်းတော့ပြန်ဝင်နေပြီအဲ့ချိန်မှာဖြစ်ရှင်တော့ဘာဖြစ်လဲဆိုတော့အရှိမမြင်နေရတဲ့အားလမ်းပိတ်နေတာလမ်းလုပ်နေတော့စက်ရန်ရားတွေနဲ့ဘာတွေနဲ့ပိတ်နေတာအဲ့ဒါနဲ့ကျွန်တော်စိတ်မရှိရနဲ့ကြော်ခွာသွားလိုက်တော့တော်တယ်ကလောကနေရေရောက်မှဆိုရင်နည်းနည်းတော့သွားရတယ်ရနည်းနည်းလမ်းနေရအခုဆို line နဲ့ရေရောက်မှရွာထဲရောက်လာပြီးတော့ view point တွားတဲ့လမ်းနဲ့ဒီ view point ကနှစ်ခုရှိရဗျ1နဲ့2ဆိုပြီးတော့ Shambhala 1 2ကျွန်တော် personal အရတော့1ကိုပို့ပြီးတော့ prefer ဖြစ်တယ်လမ်းကဒီတိုင်းရွာတွေကလမ်းဆိုတော့ကျင်းတယ်ကားတစ်စီးစာပဲရှိတယ်ရောက်ခါနီးလေးလေးလမ်းပို့ချင်းလေးတစ်ဖက်ကတောင်တစ်ဖက်ကကြောက်ဆိုတော့ရှောင်ရတာလုံးဝမရအောင်ကဲကျွန်တော်တို့လာရင်းနဲ့နောက်ဆုံးတော့ရောက်လာပြီဗျာစားပြီးတောက်ပြီးသွားပြီဆိုတော့
ဘာလုပ်ရမလဲ လောမှာအိတ်လေ နည်းရုရှားသွားတင်နေတာပါ အဲကြောင်းတော့တက်လာ အမမြင်တက်ပြီပေါ့ရုရှား အဲ အမက300ကျော် တော့အောင်ကြော်လို့လားနေ 300ကျော်တယ်320မဟုတ်ဘူးမဟုတ်တော့ဘူးနော် ဘာမှမဟုတ်နေရာကြော်ရဲမဟုတ်နေရာကြော်ပဲယူ ငါ6လီ 30ကျော်တယ် ဟုတ်တယ်ဘိုင်းကိုပြုတ်စိတ်ဟုတ်လို့လား ဟုတ်တယ်30ကျော်တယ် 320တော့ဝယ်ရှိမှာနော်330 330စွန်းစွန်းပဲရှိမှတယ် ဟုတ်တယ် ဟုတ်ပဲရှိတော့တယ် အားလုံး350ပဲယူ350 PP English ခေါ်တယ်မက်ကလည်း PP အေးဟိုနားမှာဝင်ကုန်ပြီပင်မော်လီတောင်းနားမှာ It's okay ဟာရကွာနှမျောလိုက်တာအဲ့နေ့ကဟိုမိုးရွာနေတဲ့အချိန်မိုးကထုတ်လိုက်တာဆိုပြုတ်ကြသွားတယ် ဟုတ်လို့ဆိုကြပါ ဟုတ်တယ် မိုးအုပ်သွား လေး ပြီ လို့ မိုး တ အုပ်သွား ရာ ပြီ လာ နေအုပ်သွားပြီနေဝိုင်းမဟုတ်ဘာလို့နေရိတ်သွားပြီဒီမှာစကားရ ကောင်းပြီရောထုတ်ပြီ ဒီနားတော့ဘာပါလာမှမသိဘူးခီးထွက်လာတာဒီနေ့ຢာရီတို့ကောင်းတယ်တော်လေးတော့မိုးမိအောင်ခုနားမှာတော့နည်းနည်းမဲနေပြီ ဟဲ့ ဟုတ်တယ်ငင်း ဟင်ရိုက်တာဖြည်းလေးရိုက်လေချင်းကသေးပါရဲ့ ငါအိုးအရာရင်သူကြရ ရှင်တက်တူမော်စကီတို နည်းချလာလေပုတ်ပါသွားပြီရှယ်ရွေချလိုက်ရောအပူတွေထွက်သွား ဟုတ်တယ်ဝင်ချွေးနေဆိုင်ကမောင်းရမှာမဟုတ်တော့ yes အဲ့ဒါအောက်စင်သွားပြီးရောက်ပြီလား yes ဘာလို့တောင်းနေရှိနေလဲ ဒါကြော်သွားမှာလေခုနားမှာဟိုဖြစ်သွားပြီပမာပြီးရောက်သွားပြီသေပူတော့လမ်းနေဆိုးလာပြီးရင်မိတ်ချီလာတော့ဘာလို့ရောက်မယ်မိတ်ချီလာ မိ တော့ တ်ချီလာ မိတ်ချီလာပျော်ပွဲခဏအရင်ရောက်မယ် ခဲပါ တခြားဂျားထဲမှာတော့တာစီတို့ဘာလို့ကြည့်အောင်မယ် ဝိုင်လာ ဝက်တို့ခုနိုဆော့မယ်လို့ဒီဂျားထဲမှာဆော့မယ်မဟုတ်လို့အဲ့နာမှာစင်မပြေဘူး ဘာလို့ဒီလိုလာလဲဆိုမဲ ဆော့တက်လာ စော့တော့ ထင်တာပဲ လို့စော့ရလဲတင်မေးလေငါဒါနဲ့မွေးမယ်ဟုတ်ပြီနော် ဆယ်ကတ်လာ အဲ့ဒါက ဒီလိုက်အောင်မယ်လောက်ပြီးရင်ချမှာ စုံစမ်းစစ်နင်ချငါနိုင်တယ်လေ rock paper scissors ငါ rock လေ scissors ဒီဟေးကျောင်းနဲ့လူကိုဘာလုပ်သေးလဲ အာပြီးပြီ ရိုးရယ် ပြောင်း chop ရှောက် reverse rock and skip တယ် zero ဆွဲလိုက်ရောမဲပြနေရပဲအိုးတကယ်မဲပြနေ နေလိမ့်မေးထားလေ ဘာလို့လောက်ပြီးမဲပြသွားလို့အိုးရောင်တကယ်ဘာလို့ပါမဲလို့မသိဘူး ဘာမှနေလိမ့်မေးထားလို့ လောက်မရှိဘူး တကယ်ပဲဆွဲလာညနေတယ် မရှိဘူး နေအောင်နော် reverse uno နိုင်ပြီ နိုင်လေ အဲ့ဒါခိုင်းလေ ကျော် plus ကဲ 4
ကဲဘာလို့စီလဲ အေးမဟုတ်နင်းထက်ထားတယ်ထက်ထား ဘာမှမချောင်းငါ့လာညစ်နေတယ်ဒီမှာငါ plus ပါဒီမှာ ကဲဒါ ဟုတ်သားကင်မရာမှာပြန်ကြည့်လို့ရတယ် ကြည့်မယ်ကြည့်မယ် ပြန်ကြည့်လိုက်ကြည့်မယ်လောင်းမယ်ဘာကြီးလဲ9000ကြီး မင်းရဲ့ plus 1နေတာနေကတ်နေ မကပ်ဘူးမကပ်ဘူး reverse ပြီးတော့ဒီ plus 1 ငါလိုက်ညစ်နေငါလိုက်ညစ်နေပြီ ဆောက် သူရှုံးတော့ ဆောက်ဆောက်နေတယ် သူရှုံးတော့ကြဘာမှမ ကတ်နေတာ ဘာမှမကပ်ဘူးအဲ့ဆိုရတယ်ရောက်ပြန်ယူဒီကယူပေးမယ်ဘာမှမကပ်ဘူးဘယ်နာကပ်နေ က လဲ တ်နေတာဖုန်းနဲ့ရှောင်းနေတယ် ဘာမှမကပ်ဘူးရှောက်ပြောနေ မင်းကမင်းသိမှာပေါ့ ဟာဒီကဲမကပ်ဘူးလားပြန်ကြည့်မယ်လားပြန်ကြည့်မယ်ဆို မကြည့်ဘူးလားပဲပြန်စောင့် ဆိုနေညစ်တာပြီးကြတယ် တကယ်တော့မြင်မှာတွေ့ရ ညစ်လို့ညစ်လို့ညစ်လို့ မားတာပဲတော့ဝေးလိုက်လက်ဖောက်နေ စုံစမ်းကြည့် ရောပြီပဲစီးလာ သူပဲလေစုံစမ်းကြည့်ရှစ် skip no ဘာရောက်လဲ အနီအောင်ကလေးပဲဂိမ်းဟာတွေးလာအတန့်ရှင်တော့ကစားနည်းနဲ့တစ်ခါရဲနိုင်10မိနစ်လောက်မရှိဘူးခဏလောက်တော့ အဲ့လိုခဏငယ်နိုင်တယ်လေ ပြုံမှန်ကိုရှိုးမှန်မိုးလေးခဏရွာလိုက်တာရှုံနေဆိုင်ငယ်ကြည့်တော့ ခဏတော့ဘလို့လဲ ခဏကြည့်ခဏ